အဲ့ဒီအချိန်မှာကြီးမားတဲ့ကနန်းလက်မကြီးတစ်ခုကဓာတ်ရိုက်သူ့ရှိမြေပြင်ပေါ်ကိုကျလာပြီးမြေကြီးတောင်နည်းနည်းတုန်ခါသွားတယ်။ဒီဟာကဘာလဲဘလို့မုန်တိုင်းတတဝါရဲ့ခြေထောက်လဲဒီလောက်ကြီးလားစားလိုက်ဆိုတဲ့အတန်တစ်ခုဟာသူ့စိတ်ထဲမှာရုတ်တရက်ထွက်ပေါ်လာတဲ့ချင်းဟန်ကအမြန်လှည့်ပက်ကြည့်လိုက်ပေမဲ့ဘာမှမတွေ့ရဘူး။ဒါပေမဲ့သူနားလဲလိုက်တဲ့အထက်လူကြီးကထပ်မံကူညီပေးနေပြန်ပြီးကျေးဇူးတင်ပါတယ်။အထက်တန်းပညာရှင်အဲ့ဒီအသားရဲ့အနံ့ကိုသာနားရင်းနဲ့ပဲချင်းဟန်ဟာအားအင်တွေပြန်လဲဖြစ်ပေါ်လာသလိုခံစားလိုက်ရတယ်။သူစမ်းသက်သလိုမော်ဓာကိုတုံးပြီးခုတ်လိုက်တယ်။ဒါပေမဲ့ကလင်းဆိုတဲ့တန်တန်ကြားသလိုအတန်တစ်ခုသာထွက်လာပြီးသူ့ရဲ့လေရင်ဓာတ်ကတိုက်ရိုက်ကျိုးပဲသွားခဲ့တဲ့အဲ့ဒီကနန်းလက်မကြီးကိုတော့တစ်ချက်တောင်မထိခိုက်ဘူးချင်းဟန်ကမယုံနိုင်တော့အောင်သူ့ဓာတ်ကိုကြည့်ပြီးမျက်လုံးထဲမှာမျက်ရည်တွေပြည့်လာတယ်။သူတို့ရဲ့ခိုင်းကဆင်းရဲမွဲတေပြီးဒီဓာတ်ကိုတောင်သူ့ဆရာကမစားမတောက်ချွေတာပြီးလုပ်ပေးထားတာပဲဒီအချိန်မှာတော့ငါကအဲ့ဒီသေးငယ်တဲ့လူလေးကိုစိတ်ဝင်စားစွာကြည့်နေတယ်။ဟိရှိယာယွန်တောင်တုံးရတာတန်တဲ့အကနန်းလက်မကသူ့မျက်နှာကြည့်မျက်ရည်ထွက်မလို့ဖြစ်နေတဲ့ပုံကအရန်ပျော်နေတယ်လို့ပဲငါကကောက်ကထားတဲ့ကလစ်ကိုဖြုတ်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒီလူလေးဘယ်လိုတုံ့ပြန်မလဲကြည့်ချင်လို့နောက်ဆုံးချင်းဟန်ကမင်းရဲ့အတန်ကိုကြားပြီးမယုံမကြည်နဲ့ကောင်းကိုမောကြည့်လိုက်တယ်။အဲ့ဒီအချိန်မှာမိုးကနေကြီးမားတဲ့ရွှေရောင်လက်တလက်ကအလွယ်တကူကျဆင်းလာပြီးကနန်းလက်မကြီးရဲ့ခြေထောက်ကိုလွယ်ကူစွာဖမ်းဆုပ်လိုက်တယ်ဖြက်ဆိုတဲ့တန်တစ်ခုနဲ့အတူအဲ့ဒီအရာကခွဲထွက်သွားတယ်။ရွှေရောင်လက်ကြီးကလည်းတဖြည်းဖြည်းလေထဲမှာပျောက်ကွယ်သွားတယ်။စားလိုက်ချင်းဟန်ရဲ့အုံနောက်ကရှုပ်ထွေးသွားတယ်။သူထင်ထားတာကအထက်လူကြီးကအားကြီးတယ်ဆိုပေမဲ့ဒီလောက်အထိအားကြီးမယ်လို့မထင်ခဲ့ဘူး။ရွှေရောင်သားကိုကြည့်ပြီးတော့သူမထိန်နိုင်တော့ပဲရှက်မနေတော့ပဲအပါတရစားလိုက်တဲ့အမောင်ကချင်းဟန်အဲ့ဒီလိုစားနေတာကိုကြည့်ပြီးငါတောင်စားခြင်းစိတ်ဖြစ်လာတယ်ဒါပေမဲ့မကြခင်မှာထူးဆန်းမှုတစ်ခုကိုသတိထားမိလိုက်တဲ့ 3D ပုံရိပ်ထဲကကနန်းအသားကနည်းနည်းလျော့သွားတယ်။ဘာလို့ပုံရိပ်တစ်ခုကြောင့်အစားအစာကပျောက်သွားရတာလဲငါကထပ်မံကြည့်လိုက်တယ်။တွားချထိုးတဲ့နှစ်ချောင်းပေါ်မှာသွေးစွန်းနေတယ်မမှန်ဘူးဒီကိစ္စကအရန်လွန်နဲ့ငါကင်ဆာကအုံနောက်ထဲကိုပြန်သွားပြီးမျက်စိအမြင်မားတာတွေဖြစ်နေတာလားငါခေါင်းကိုကင်ပြီးကို့အမြင်ကိုစမ်းသက်ကြည့်ဖို့ဆုံးဖြတ်လိုက်တဲ့ပတ်ဝန်းကျင်ကိုတေချာကြည့်လိုက်တော့ပုံရိပ်ထဲကမြင်ကွင်းဟာအမြဲတမ်းအဲ့ဒီမိန်းကလေးကိုဗဟိုထားပြီးပြသနေတာကိုတွေ့လိုက်တဲ့အဝေးပိုင်းတွေကိုမမြင်နိုင်ဘူးဒါဆိုဒီ 3D ပုံရိပ်ကမင်္ဂလိနာမီတာ300ပတ်လည်းပဲမြင်ရတာလားငါစဉ်းစားနေတော့မှမြေပြင်ကလှုပ်ရှားနေတယ်လို့တွေးလိုက်တဲ့မြေအောက်မှာတခုခုကမင်္ဂလိဘက်ကိုလာနေတဲ့သတိထားငါအမြန်သတိပေးလိုက်တဲ့ကနန်းသားစားပြီးတဲ့ချင်းဟန်ကအတန်ကြားတာနဲ့ချက်ချင်းတုံ့ပြန်ပြီးကျိုးနေတဲ့ဓာတ်ကိုကင်ကာအနာပတ်ဝန်းကျင်ကိုသတိထားကြည့်နေတဲ့အဝေးမှာတဲလေးတွေတိုက်ခတ်လာပြီးတခုခုကအလွန်မြန်စွာသူ့ဘက်ကိုလာနေတယ်အဲ့ဒါတဲတို့ပိုးကြီးပဲဆိုးလိုက်တာဒီကောင်တွေကပုံမှန်ဆိုအိတ်နေကြတာမဟုတ်လားပါလို့အခုထလာတာလဲရုတ်တရက်ချင်းဟန်ကတခုခုကိုနားလဲသွားတယ်လို့ဖြစ်ပြီးနောက်ကိုလှည့်ကြည့်လိုက်တဲ့အဖြူရောင်ကနန်းအသားတုံးကြီးကိုကြည့်လိုက်တယ်